မင်္ဂလာပါကျွန်တော်ကတော့ဒီဘောက် FC ရပဲဖြစ်ပါကျွန်တော်ဒီနေ့မှာတော့အာဆင်နယ်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့အက်တလက်တီမက်ဒရစ်တို့ရဲ့ကျွန်တော်ဆီမီဖိုင်နယ်ပွဲရှိပါတယ်ကျွန်တော်ညတနားခွဲမှာပြင်ပြိုင်မယ်ဒီပိုင်းကျွန်တော် live stream လွှင့်ပြီးတော့ကြည့်ပေးပါမယ်ဟိုကြည့်နေညီကိုတွေကျွန်တော်ရဲ့ပီကို like ကိုလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ပီကို like မှာလွှင့်နေကျွန်တော် YouTube မှာလွှင့်မရဘူးဘန်ခံထားရတယ်ပေါ့နော်ဒီနေ့ဒီကတော့ကျွန်တော်ပြောမယ်ဆိုတော့အများကြီးပဲပေါ့ဗျဒီပွဲမှာပဲကျွန်တော်ဝက်ချောင်းပြန်လုပ်ဖြစ်တာဝက်ချောင်းပြန်လုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့အက်တလက်တီကိုမထွေရဲ့တွင်းကိုတွေနဲ့အာဆင်နယ်တွင်းကိုတွေနဲ့ကိုကြည့်မယ်ဗျအာဆင်နယ်တွင်းကိုတွေလည်းကြည့်ပြီးကျွန်တော်ဘယ်နှခုနဲ့တီးကြာပြီးပနတီနဲ့ပြီးသွားမလားကျွန်တော်အနေနဲ့အက်တလက်တီကိုနိုင်သွားမလားအာဆင်နယ်နိုင်သွားမလားကိုပဲစောင့်ကြည့်ရမယ်ပွဲကြီးဖြစ်ပါတယ်ဒီပွဲကတော့ကောင်းတဲ့ပွဲပါကျွန်တော်တို့ရှိကြရင်9ရက်နေ့လောက်ကြာရင်ကျွန်တော်ဘိုင်ရဲ့မြို့နယ် PSG တို့ပွဲစဉ်ရှိပါသေးတယ်အချိန်ကျရင်တော့ချောင်းပြန်လုပ်ပေးပါမယ်โอเคကျွန်တော်တို့ဒီနေ့မှာတော့အာဆင်နယ်ကတော့ဘယ်လိုပြောရမလဲအာဆင်နယ်ကဘယ်လိုပြောမလဲဆရာကြီးလားအာဆင်နယ်ကတော့ကျွန်တော်အာဆင်နယ်ပနတီပဲရပြီးနိုင်မှာလားကျွန်တော်ပနတီနဲ့ပဲပြီးမလားဆိုတာပဲစောင့်ကြည့်ရမယ်လားပနတီနဲ့ပဲပြီးမလားဘာနဲ့ပြီးမလဲတော့မသိဘူးဗျအက်တလက်တီကိုမက်ဒရစ်ကိုနိုင်မယ်လို့ထင်တယ်ဗျအာဆင်နယ်တော့မနိုင်ဘူးအာဆင်နယ်တန်းပြီးပြုတ်နေတယ်ဒီနေ့ကအာဆင်နယ်မကောင်းဟိုမေစပိုတင်းတော့မှ1-0နဲ့ပဲနိုင်တာလေနောက်ပွဲကြောင်စီးရမနိုင်တော့အက်တလက်တီကိုကကောင်းတယ်အက်တလက်တီကိုကောင်းတော့ဒီကောင်လေးအိမ်ကွင်းမှာအဆင်ပြေမယ်လို့မထင်ဘူးအာဆင်နယ်အိမ်ကွင်းကြီးဖြစ်လို့ဗျာအာဆင်နယ်အိမ်ကွင်းဖြစ်သလိုကျွန်တော်အင်္ဂလန်ကလပ်အသင်းနဲ့စပိန်ကလပ်အသင်းတို့ထိပ်တိုက်တွေ့ဆုံမှာပေါ့နော်ကျွန်တော်ထင်တာတော့1-0မဟုတ်ရင်3-2 လောက်နဲ့ပြီးသွားမယ်ထင်တယ်ဗျာအက်တလက်တီကိုမက်ဒရစ်ကနိုင်သွားမယ်ထင်တယ်ပေါ့နော်အက်တလက်တီကိုကကောင်းတယ်စပိန်ကလပ်အသင်းထဲမှာအကောင်းဆုံးအသင်းလို့လည်းပြောလို့ရတယ်ကျွန်တော်ဘိုင်မြူးရှင်နဲ့ PSG နဲ့ပွဲကိုလည်းတင်ပြမှာပါသိမပူပါနဲ့โอเคကျွန်တော်ဒါဝက်ချောင်းလောက်တာပေါ့နော်ဝက်ချောင်းလောက်ပြီးရင်တော့ကျွန်တော်နားမယ်ပေါ့နော်ဝက်ချောင်းလောက်ပြီးနားပြီးတော့ကျွန်တော်တနားရီခွဲကြာရင်ဘီကိုလိုက်မှာတွေ့ကြမယ်ဘီကိုလိုက်မှာတွေ့ပြီးပါမှကျွန်တော် EC လေးနေကြပါပေါ့နော်ကျွန်တော်ဒီနေ့ဒီပွဲမှာဘယ်လိုရလက်တွေထွက်သွားမလဲဘယ်လိုမျိုးနိုင်သွားမလဲဘယ်လိုမျိုးပြီးသွားမလဲဆိုတာပဲစောင့်ကြည့်ရပြတော့မဆွေးနွေးကြအောင်အားလုံးပဲကျေးဇူးတင်ပါတယ်Se me gusta, me como lo siento y te lo duele. Y como se me gusta, me como lo siento y te lo duele. Y como